ဒီနေ့ vlog လေးကတော့ရွှေမောင်လေးကြောင့်မတက်ခင်အပြင်းလျှောက်သွားတဲ့ vlog လေးပဲဖြစ်ပါတယ်အဲ့လိုမျိုးရုံးသိနေရုံးတယ်ရွှေအဲ့မှာတကွက်ပြလိုက်ပါပြီ Oh my god ဒါကတော့ဒီနေ့ရဲ့ outfit လေးပါအရင်နေ့တွေကရန်ကုန်မှာနေချစ်တောက်ပူရဆိုပေမဲ့ဒီနေ့လေးကတော့နေဦးထိုင်တော့တော်တော်ကောင်းပါတယ်ရွှေမောင်ကပထမဆုံးနိုင်ဝင်မယ်ဆိုလို့သူနဲ့နိုင်ဆိုင်သွားပါတယ်ဆိုင်လေးကတောင်းကနန်းနေပြီးတော့တိန်ကနန်းကြော်ကြီးရှိပါတယ်တော်တော်တန်တယ်ပြီးတော့သူရုပ်ရှင်ကြည့်မယ်ဆိုလို့ရုပ်ရှင်ရုံနဲ့သွားပါတယ်မာသူကဟိုကကြည့်မယ်ငါဒီကကြည့်မယ်ဆိုပြီးတော့ရန်ဖြစ်နေကြပါတယ်နေရာကသူကတရေကကြည့်နေတာရွှေရဲ့တရေကမကြိုက်တော့အမှန်ရှင်းနေပြီနောက်ဆုံးတော့လေရွှေရဲ့အချင်းဆိုတော့သူ့ကိုရှော့ပေးလိုက်ပါတယ်အဲ့လိုဖြစ်မယ်ချင်တာတကကြည့်မယ်ဆိုရင်ရုပ်ရှင်လက်မှတ်ပို့ပေးမယ်ဆိုလို့သူချက်တက်ကပဲကြည့်လိုက်ပါတယ်ရုပ်ရှင်သမားဝယ်ပြီးတော့ပါဒီကားကိုကြည့်ရမှာပါတရေကတခါမှမကြည့်ဘူးငါရွေးတာမှားပြီနဲ့တူပါတယ်အရင်ဆုံးရုပ်ရှင်ရုံထဲမှာမုတ်စားဖို့အတွက်အခုမုတ်တွေလာကြည့်ပါတယ်ရုပ်ရှင်ကြီးနဲ့မုတ်စားရအောင်ရွှေကြိတ်ပါတယ်ဒါကတော့ရုပ်ရှင်ကြီးရင်စားဖို့အတွက်မုတ်တွေပါရွှေရုံထဲမှာစားဖို့အတွက်အာလူးကြော်ရောငါမုတ်ကြော်ရောနေရာကြီးတွေရောအစုံပါပါတယ်ဒီနေ့ကဂျားရဲ့ကြီးဆိုရုပ်ရှင်ရုံထဲမှာကြည့်ရသူကနေပါတယ်ဟုတ်တာဟုတ်ကွာရုပ်ရှင်ရုံထဲမှာတရေချောက်မှာတော့ကြောက်တယ်အဲ့လိုပောက်ကြီးကအတွေးမျိုးစုံတွေပါခုရုပ်ရှင်ရုံထဲကိုရောက်ပါပြီချင်သားတဲ့ဒါမှရုပ်ရှင်ရုံထဲမှာလူတော်တော်ကြီးကိုနေပါတယ်အရှိတန်းကြီးဆိုဘယ်သူမှမရှိဘူးကွာခုရုပ်ရှင်သားကြည့်ပါပြီ2 hour laterခုတော့ရုပ်ရှင်ကြည့်လို့ပြီးတော့ပါပြီစကားကဘာကားပြသွားမှန်းတော့မသိလိုက်ပါဘူးရုပ်ရှင်ရုံထဲမှာတစ်ချိန်လုံးမဟုတ်ပဲစားနေရပါကောင်းပါရဲ့အဲ့ဒါပဲရုပ်ရှင်လေးကြည့်ရဆိုတော့နေ့အားလုံးအလီပါမှာဂိမ်းဝင်ဆိုပါတယ်ဒါကတော့သူ့ဖြစ်တဲ့အလုံးတွေပါတစ်လုံးမှမဝင်တော့ဒါကတော့ရွှေပြစ်လိုက်တဲ့အလုံးမှာတစ်ခါရင်2000တိုင်းရပါရဲ့ Oh my god ပြီးတော့အလီဘာမှာရှိတဲ့ဂိမ်းတွေအားလုံးရှောက်စော်ပါတယ်ဖုန်းကင်ပြီးဂိမ်းစော်ရအားမရတဲ့အတွက်ဗီဒီယိုချမ်းမြေခဲ့ပါနောက်ကျမှအလီဘာမှာဂိမ်းစော်ရဲ့ဗီဒီယိုလေးတင်ပေးရမယ်ပြီးတော့မှဂိမ်းစော်ကတော်တော်ပြောဖို့ကောင်းပါတယ်ရွှေဒီနေ့ဒါ daily vlog လေးကတော့လောက်ပါပဲရွှေ vlog လေးကိုအဆုံးကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် vlog မှာလည်းပြန်တွေ့ချင်ပါသေးတယ်တက်တာ